ပတ်ဝန်းကျင်ကကိုဖွင့်ထားတဲ့ definition တွေကိုတွေးတဲ့အရာတွေကိုထက်ခါတွေးလာတဲ့အခါကြားလာတဲ့အခါအဲ့ဒီရဲ့အစစ်အမှန်ကိုကျမတို့ကအပြင်မှာတကယ် reality မှာဖြစ်လာအောင်ကျမတို့ကဖန်တီးနိုင်စွာရှိကြတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်ကျမဆိုလဲချက်ချင်းချိတ်ဆက်ပြီးတော့မသိဘူးကျမဆိုလွန်ခဲ့တဲ့တစ်ပတ်လောက်ကတရားထိုင်နေတဲ့တရားဖြုတ်ခံနေမှာဒိုင်းကနေဆိုတွေးတဲ့ရင်ဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ကျမရဲ့အမေကအထူးသဖြင့်အမေကကျမကိုငယ်ငယ်တုန်းကအမြဲတမ်းဗာပြောလဲဆိုရင်ကျမကိုသူကကျောင်းဆရာမဖြစ်စေချင်တယ်နံပါတ်2ချက်ကကျမကိုသူကကွန်ပျူတာရှေ့မှာအေးစစ်စစ်အလုပ်လုပ်စေချင်တယ်ဒါတော့သူရှင်းတယ်သူတို့ဆိုငယ်ငယ်တော့အလုပ်ကိုပြင်းမလုပ်ရတာဖြစ်တယ်သူ့သားသမီးလေးဆိုအရေးအောက်မှာကွန်ပျူတာရှေ့မှာအေးစစ်လုပ်စေချင်တာဒါသူ့ရဲ့မိဘမြစ်တာဆိုတော့အဲ့ဒီနှစ်ခုကိုကျမကအခုထိမှတ်မိသေးတယ်အဲ့လိုနဲ့ကျမငယ်ငယ်10တန်းပြီးတော့ဆိုလဲအစိုးရဆရာမဖြစ်ဖို့အတွက်စာမှုပွဲဖြေဘူးတယ်ဒါပေမဲ့ကျမမအောင်ခဲ့ပဲနဲ့ကြားတယ်ဆိုတော့ကျမဒီစာမှုဆရာမစာမှုပွဲတွေဖြေပြီးဆရာမဖြစ်အောင်ကြိုးစားခဲ့ဘူးတယ်အမေကလည်းကွန်ပျူတာရှိမှအလုပ်လုပ်စေခြင်းခဲ့ဘူးလေအဲ့လိုအရာတွေကိုကျမကအမြဲတမ်းအမေနဲ့တွေ့တိုင်းမှာအမေကသူ့ဆန္ဒလေးကိုအမြဲတမ်းပြောထားရှိတယ်အဲ့တော့ကျမအခုလုပ်နေတာဒီ online မှာကွန်ပျူတာတစ်လုံးနဲ့အလုပ်လုပ်တယ်ကျမကအခုလိုမျိုး coaching လုပ်တဲ့ coach အပြင်မှာ TD English Language Center ကိုတည်ထောင်ထားတဲ့ founder အပြင် online မှာလည်းစာရေးသင်နေတဲ့ teacher တစ်ယောက်ဖြစ်ပါတယ်ဆိုတော့ကျမအမေထက်ခါပြောတဲ့အရာတွေကိုကျမကမသိစိတ်ထဲကနေစိတ်ဝင်ပြီးတော့မှအဲ့ဒါတွေကိုကျမကအပြင်မှာ reality ဖြစ်အောင်ဖန်တီးပြီးသားဖြစ်နေပြီဒါကကောင်းတဲ့အရာမို့လို့ပေါ့ကျမတွေးစီကြည့်နေအခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာလေကိုယ့်ရဲ့ပတ်ဝန်းကျင်ကနင်ကအသုံးမကျပါဘူးလို့ထက်ခါပြောနေတယ်ဆိုရင်ကိုအသုံးမကျဘူးလက်ခံလိုက်မယ်ပြီးတော့အသုံးမကျတဲ့လူရဲ့ထွက်မဲ့ရလက်တွေကိုပဲရွေးပြီးတော့လုပ်တယ်ဒါကြောင့်မို့လို့ကိုတွေးနေတဲ့အတွေးတွေကိုပြောနေတဲ့ definition တွေကတိတ်အရေးကြီးတယ်အဲ့တော့ကျမမှလည်း community နှစ်ခုမှနေခဲ့ဘူးတယ်တစ်ခုကကြတော့ကျမတစ်ခုထိုးဖောက်ပြီးလုပ်ပြီးဆိုရင်နေယူနေပြီလားနှစ်အတွေးတွေကဘာဖြစ်နေပြီလို့တကယ်ကြီးပြောခံရတဲ့ပတ်ဝန်းကျင်မှာနေခဲ့ဘူးတယ်လို့ကိုစမ်းသစ်ပြီးလုပ်တဲ့ချိန်မှာဒီ idea လေးကကောင်းတယ်လုပ်ကြည့်ချကြည့်ရမှာလို့ကောင်းပြောတဲ့ပတ်ဝန်းကျင်မှာလည်းနေခဲ့ဘူးတယ်ဆိုတော့ကျမတို့တွေကကိုကြားနေရတဲ့စကားလုံးတွေကအရေးကြီးတယ်ကိုရဲ့မသိစိတ်ထဲကိုဝင်လာမှာတစ်ချိန်ကျရင်အဲ့ဒါကိုဖန်တီးမှာဖြစ်တယ်ကိုအနေနဲ့ရောကိုဘယ်လိုပတ်ဝန်းကျင်မှာနေနေတယ်လို့အခုထင်ပါတယ်အဲ့တော့ကိုအနေနဲ့ပုံမကောင်းမွန်တဲ့ကိုရဲ့ပုံစံအသစ်ကိုဖန်တီးခြင်းနဲ့ဆိုရင်တော့ကိုရဲ့တွေးနေတဲ့အတွေးတွေကိုရဲ့ပတ်ဝန်းကျင်မှာပေါင်းနေတဲ့လူတွေကကိုအတွက်သတိထားရမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကလူတွေကိုကျမကကောင်းတယ်မကောင်းချက်ချင်းထားခဲ့လို့ဆိုလို့ချင်တာမဟုတ်ပါဘူးမိတ်ဆွေတွေရင်ထဲကနားလည်ပြီဆိုတာအပြည့်အဝယုံကြည်ပါတယ်ကျမတို့တွေတိုးတက်ပြောင်းလဲဖို့အတွက်ကျမတို့ကိုနေရောင်ပေးနိုင်တဲ့မြေဩဇာကောင်းတဲ့ပတ်ဝန်းကျင်ကိုပြောင်းသိရင်ပြောင်းရပါတယ်အားလုံးပဲကိုတွေးနေတဲ့အတွေးတွေကိုသတိထားပါကိုဖွင့်နေတဲ့ definition တွေကို awareness ရှိနဲ့ပုံမကောင်းမွန်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးများတင်ပါတယ်ကျမတို့ coach တော့ပါနောက်ဗီဒီယိုမှာတွေ့ကြမယ် bye bye